Hello everyone, pay attention to the video. ဒီနေ့မှာကျွန်တော်ရဲ့ Yellow Saffron Party လေးကိုအပေါ် rain တွေကိုတစ်လအတွင်းသုံးမဟုတ်နှစ်ပတ်သုံးပတ်အတွင်းမှာ rain တိတိတာတာထူကောင်းအောင်လို့ချောင်းပြမဲ့ challenge တစ်ခုခေါ်ခြင်းနဲ့ဘယ်လိုလဲဆိုတော့ဒီကဖြဲလဲဖြဲနေရမယ်။ဘာသာလို့ခုနောက်ပိုင်းကငရက်နေကိုဖြဲတာမှကြိုက်ကြတယ်ဆိုလို့ကျွန်တော်ဖြဲနည်း method တွေတင်ပေးသွားဖို့ရှိမယ်။ဒါကတော့ကျွန်တော်စီမှာတိတ်ပြီးရောက်တာလည်းမကြသေးဘူးကျွန်တော်ကြိုးရတာလည်းမကြသေးတဲ့ Yellow Saffron ပဲဖြစ်တယ်ကျွန်တော်ဘယ်ရောက်ဝယ်ရလဲဆိုတာတော့လူတိုင်းသိမှာပါဒါပေမဲ့ကျွန်တော်ဒီကောင်လေးကိုဘယ်လိုလှသွားအောင် program လုပ်မယ်ငါးလေးကတစ်လအတွင်းမှာဘယ်လောက်ပြောင်းလဲသွားမယ်ဆိုတော့ကျွန်တော်ပြပြမယ် upgrade video တွေလည်းအများကြီးလာမယ်စောင့်ကြည့်ပေးကြပါပြီးတော့ brother တို့ကျွန်တော်နဲ့တူတူငါတူတူပြိုးမယ်ဖြင်းနေ method တွေကိုတူတူလေးလာမယ်ဆိုရင် brother တွေကိုလည်းကျွန်တော်နဲ့တူတူလက်တွဲဖို့ဖိတ်ခေါ်တယ်ကျွန်တော်ကိုလာပြပြီးတော့ကျမလာပါငါးလေးပိုင်ဆိုင်ရအောင်လို့အတူတကွာ